Hello ပါရှင်ဒီနေ့မှာကတော့နော်ဟာရီဘာလုံးနေပဲနော်ဟာရီကအတစ်တော့YouTube account 2 account ရှိရပါတော့ဟာရီအဲ့ဒါဘာလုံးဝင်လဲပေါ့ဘာလုံးလဲဆိုတာကြည့်ပေးကြပါဦးဟာရီဒီနေ့မှာ school လေးခက်ပြပါမယ်ရှင်ဟာရီအနိုင်ကဆိုရင်ပတ်စံမေးစေရမလိုပဲနဲ့ school ပေါ့နော်ပြောရမယ်ဆိုရင်တော့ပျော်ရှင်တကယ်ဟိုမရပါဘူးတကယ်လည်းမရမှာရှင်ဘာဒီ first school ပေါ့နော် first school ပြီးဆိုရင်တော့ဟာရီယာ first school လည်းဖြစ်တယ်လို့အဲ့ဒါအတူ school လည်းဟုတ်တယ်ဒါပေမဲ့တကယ်လည်းမရပါဘူးရှင်ဟာရီယာပေါ့နော်မျိုးဒီတိုင်းမဲ့အပျော်ပေါ့နော်ယူရပြောလို့ပဲဒီတိုင်းမဲ့လုပ်ပြရပါအဲ့လိုဘယ်လောက်ခံလို့ဆိုယူလို့comment မှာမှတ်ကြပါအောင်ရှင်အဲ့တော့ဟာရီဒီနေ့မှာခက်ပြမယ်ဟာရီစီမှာပြောပြမယ်နော်ဟာရီစီတို့စီမှာဆိုရင်ဗာလေးရှိတယ်ဗာလေးရှိတယ်1000တန်ရှိတယ်300တန်ရှိတယ်900တန်ရှိတယ်1000တန်ရှိတယ်ပြီးဒါကကြော်တော့400တန်ပါရှင်ဒါကတော့100တန်ပါရှင်ပြီးရှိရမယ်ပတ်စံလုံးဝပြီးစီရပေါင်းဟာရီကဒီလိုပြောင်းလုပ်ပြီးပါရှင်Okay ဒီနေ့ဟာရီရဲ့တထောင်နဲ့ကုတ်ကိုဟာရီပြောလိုက်တဲ့နာမည်တွေကရှိလို့အခုပြောတဲ့နာမည်တွေကဟာရီပတ်တဲ့တိထိုင်နာမည်ပါနောက်ခါကျမှဟာရီကနော်ရှိလို့ comment မှာရှိခဲ့တဲ့ဥမာဘယ်လောက်ဘူးဆိုတော့အကြမှာဟာရီကဝါနာမည်လေးနဲ့ပဲcomment မှာရေးနေပါကွာဖြစ်ပါဦးပြောစီမှာရှင် Okay ပါအဲ့ဒါမှာခက်တော့ပါမစ်ကပါဟာရီယာဖုန်းမရှိရဘူးနော်ဖုန်းမရှိရဒီမိုဒီမိုဒီအားလေးဆိုင်ရလေးဒီရောပြီးစဂျုံလေး6တာလေးညက်တာအဲ့လိုမျိုးရှိပါစီတထောင်နဲ့ zoom ကိုဘလောက်ဟာရီယာရပါတယ်အဲ့မဲ့ဟာရီယာဒီတိုင်းနဲ့ပြောယူလို့ဟာရီပြတာပဲဟာရီက zoom နိုင်ရှိပါစီဖော်လေးဖယ်လိုက်ပါမယ်Shiba pony perhaps no how do secret about secret ကတော့မပေါက်ဘူးရှင်ဟာရီတို့ဒါလေးပေါက်တယ်ပေါ့နော်ဒီဟာရီတို့ဒီ flower လေးပါ flower လေးကျတော့ဟာရီတို့ mask ပေါက်တယ် mask လေးပေါက်ပါရှင် map ပါပြီးဆိုရင်ဒီရာလေးပေါ့နော်ဒီရာလေးမပါဒီရာလေးအဲ့ဒါလေးကခင်းချင်းဆက်ပြီးပေါက်ပါရဲ့ဒီမှာခင်းချင်းဆက်ပြီးရာအနည်းငယ်ရှိဒီအရောင်လေးရှိရဟာရီဒီစေးအောင်ထည့်လိုက်တော့မယ်စေးအောင်ပေါ့နော်ဒီအဲ့တော့ဒီကျေလီကပေါ့နော်စတစ်ကာမာစတစ်ကာထည့်ထားတယ်စတစ်ကာကန်မျိုးစုံရှိစတစ်ကာ max ကြည့်ရတာပါစတစ်ကာကအဲ့ရဘေးကလေးထည့်ပြီးကောင်းတယ်မှာဒီကလေးရှိဟာလေယာကလေးထည့်ပြီးလိုက်ပါနော်လေယာကလေးခိပါဟဲလေယာကလေးထည့်ပြီးလိုက်ပါတယ်ခေဟာပြီးဒီမှာcake wait I cannot see okay then okay oh that's damn right no okayဒါလေးထည့်ပါဒါလေးအနောက်ကခေပြလေးအဲ့တော့ဟာရီဒါလေးတော့ပိုက်ချမ်းmascara ဟာရီကဘယ်လောက်ပြဒီပေါ့နော်ပြီးဆိုရင်တော့ခဲ250ခဲနဲ့ချစကတိဒါ200ပေါ့နော်ဟာရီတို့ကိုဆိုင်မှာဝယ်ဒီကကြောတကောက်ကို150ဆူဆူပေါင်းဆို250ရဲ့တရားပေါင်း400 200ရဲ့ပေါင်းရော
800နော်ဟော600 miss ကတော့ဟာရီထင်တယ်တော့ miss ကဟာရီ300နဲ့ပဲထည့်တက်လိုက်6ဆိုတော့ဟာရီတို့900တောင်900တန်းဟိုဖြစ်တယ်နော်မတချောင်းနဲ့900ဖြစ်တယ်နော်900ပါရေရရတိုင်းဒါလေးပဲပါရှင်ဒါတော့ဟာရီဘယ်နော်အလကားလေးဟုတ်ပါပြီဟာရီရှိလို့အပြောချင်းဟာရီယာဒီဖီလေးကိုဖန်တီးလိုက်တာဖြစ်ပါရှင်လို့တကယ်လို့ပေါ့နော်အပြောလေးလုပ်ချင်တယ်ကိုကလည်းပြီးနေလေပြောလို့ချင်အပြောလို့ချင်နေဆိုတော့ comment လေးမှန်ခဲ့ပြီးပါလို့တောင်းဆိုချင်ပါရှင်အားလုံး bye bye အားလုံး night တဲ့ချစ်တယ်နော် bye